ထမကြောက်လို့ဂုံမျိုးအောင်မလားအားလုံးပဲမင်္ဂလာပါ AS Sport Channel ရဲ့အောင်မြင့်ရတဲ့အောင်ပွဲအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဟိုဒူနီညာချန်ပီယံလိပွဲကြီးပွဲကောင်းဖြစ်တဲ့ဘိုင်ယန်မြူနစ်နဲ့ PSG အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီပွဲမှာဘိုင်ယန်က1.30အကျော်ပေးထားပြီးတော့6ပေါင်း440ဖွင့်လှစ်ပေးထားပါတယ်ဘိုင်ယန်ရဲ့မူလဖွင့်လှစ်မှု1.50ကနေအနည်းငယ်မြင့်တက်လာပြီးတော့6ပေါင်း4.80ကနေဝင်ရောက်တဆင့်ထိမြင့်တက်သွားတာတွေ့ရပါတယ်ပထမအကျော်ဟာပြင်သစ်မြေမှာရှင်ပြိုင်ခဲ့စဉ်တော့ချန်ပီယံလိတမိုင်းတစ်လျှောက်ဖြိုဖျက်မှုအကောင်းဆုံးပွဲလို့တော့သတ်မှတ်ခဲ့ကြပါတယ်တိုက်စစ်စွမ်းဆောင်ရေးအပြိုင်ပြသခဲ့ကြပြီးတော့အပြန်လန်တွင်းကိုတွေနဲ့ဂုံမြူခဲ့ကြပါတယ်ဘိုင်ယန်ကပြည်တွင်းဖလားကိုစုခုထားနိုင်ပြီးတော့ပိုကယ်ဖလားမှာလည်းဘလူပွဲအဆင့်ထိတက်လန်ထားနိုင်ပါတယ်ဘိုင်ယန်ဟာပြန်ပွဲဆောင်အင်ကွင်းနောက်ဆုံး9ပွဲမှာ10ပွဲနိုင်တပွဲတည်ရကြပြီးတော့10ပွဲတိတိဂိုးများရလက်ထွက်ပေါ်ထားတာပါPSG ကတော့အစင်းနေရာက Lens ကို6မှတ်ဖြတ်ထားပြီးတော့ပြည်တွင်းဖလားကိုစုခုနိုင်ဖို့အလားအလာကောင်းနေပါတယ်ချန်ပီယံလိရှုံးထွက်အဆင့်9ပွဲမှာလည်းရှုံးပွဲလုံးဝမရှိခဲ့ပေနဲ့6ပွဲနိုင်တပွဲတည်ရကြထားပြီးတော့အဲ့ဒီ9ပွဲမှာတပွဲအနှိမ့်ဆုံးငကိုးနဲ့အထက်အတွင်းယူထားနိုင်ခဲ့တာပါနောက်ထပ်အကြိုက်တပွဲရေးချင်မှုကို AS Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ်channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်။ဘိုင်ယန်နဲ့ PSG ထိပ်တိုက်တွေ့ဆုံမှုပြန်ကြည့်ရင်လည်းနောက်ဆုံး12ကြိမ်ဆက်တည်ရပွဲမရှိခဲ့တဲ့အထိပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြပါတယ်။ဘိုင်ယန်က10ကြိမ်နိုင် PSG က4ကြိမ်နိုင်ခဲ့ပါတယ်။ပြိုင်ဖက်နှစ်သင်းလုံးရဲ့တိုက်စစ်ဆွမ်းဆောင်ရည်တွေကြောင့်ပထမအကြော့နီးတူအပြန်လန်တွင်းကိုတွေမြင်တွေ့ရအောင်မှာဖြစ်ပါတယ်။ဝင်ရိုးတစင်းတီမြင့်တက်လာတဲ့ဂိုးပေါင်းစည်းရလဲ AS Sport Channel ရဲ့ဗုဒ္ဓဟူးညအောင်မြင့်ရတဲ့အောင်ပွဲဖြစ်ဘိုင်ယန်နဲ့PSG ပွဲစဉ်မှာကိုယ်အများကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်။ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ။